Hello အားလုံးမင်္ဂလာပါရှိဒီပါဒီနေ့ရေးတင်ဆက်ပေးမယ့်ဗီဒီယိုလေးကတော့လူအုံကြီးပိုင်းနေလာပြီနော်အားကြောင့်မလို့ပါအားကြောင့်မခီစက်ကွန်ပျူတာခွန်နာမှာမလားအဲ့တော့ဒီ channel subscribe လုပ်ခဲ့ကြပါဗီဒီယိုလေး like လုပ်နေပါရဲတော့တော်မယ်ပြောင်းပြေဘောနော်ခီကြောင်လေးဆိုအစီတို့လုံးအနာတော့ကျင်လာလားမသိဘူးတဲ့ရင်းနေရလဲဘယ်လိုဖြစ်နေမှမသိဘူးမနက်7 နာရီက blog မတင်ဘူးတဲ့အတွက်ကြောင့်မို့လဲတောင်းပန်ပါတယ်နော်အောက်တော့အခုမှ blog တင်ပြီးရဲ့အတွက်ကြောင့်မို့လဲတောင်းပန်ပါတယ်ဒီချက်ချင်းဆိုမနေ့ကတည်းကလေးပေါ်လာတယ်နော်ဘောကနားလေးရအဲ့ဒါမျိုးတော့တောင်းပန်ပါတယ်နော်ဒီမနေ့ကလေး shop ရဲ့တင်ဖို့ပဲထားနေမယ်ဒီမှာဒီညတော့တက်တာပါဒီနေ့ blog တင်လိုက်တော့နော်ဆက်ဆက်ပြီးရှင်ပြန်ပြန်ဒီအနည်းအားလေးကောင်းနေကြရအထောက်အကူမနေ့တည်းကမဟုတ်ဘူးဘာလို့ view တင်လိုက်ဆိုနေမှာဆိုလို့နော်ကဲတော့ပါမယ်အဲ့ဒီနာမှာထက်တာနည်းနည်းဆိုရပါတော့ဒီ pro ဟာရဘလို့လို့ထားမှန်းတော့မသိဘူးဟိုမှာ pro အလုံးပြဆက်တွေကိုဝင်ရမှာpro တင်လာလားမသိဘူးဒီနာမော်ဝင်ဒါမဲ့ဒီညမှာထည့်အောင်ပါပဲအမှတွေ့တော့အဲ့လိုမျိုးအကိုလမ်းကြောင်းလေးအစပါအမှပြုတ်မှာပြောတာဘယ်ရောက်သွားကြည့်အခမ်းမရကောင်းမှာအဲ့တော့ဟိုဘက်တင်မှာပါရှိလဲဆိုရှောက်လိုက်တယ်အဲ့မှာမလဲတော့ပါတော့ဟိုမှာခွေးရတဲ့တဲ့ကိုဒီကပြောကလေးအတန်အောင်လည်းတိုးနေတဲ့ကြည့်ပေးကြပါအောင်မင်းရဲ့ပြောအတန်မျိုးပေါ့ဒီကအကောင်းဆုံးလို့ဒီအခုရတဲ့ကောင်ချမ်းတယ်ကဲအခု note ကထားစီပါမယ်ဒီတက်ကြည့်ရှိပါနော်ဒီပြတ်ဟာလေဟိုးပဲတွေ့မှာပြန်မှာအဲ့အိမ်နာတွေ့မှာအဲ့အိမ်ဘက်ကဒီတက်ကြတဲ့ချောင်းဘယ်လိုလဲဒီရရပါနေရတာလေအဲ့စခွင့်ရောကနေရတာပါဒီရိုင်းလေဘလို့အရုံရင်ဟာကြီးကိုစီးနေတာအရင်ကျင်းနေအခုချိန်မှာလေဖန်ကြီးပါလေရှိကောင်းမှာပဲဟာဘာလဲကောင်းမှာကဲမှာပါဝင်ကြီးဘဘတူတွေစုံနေပါလေကဲဇစိမ်းမိုင်းလေးပေါ့နော်ဒီနေ့ဟာမိနစ်ပိုင်းနဲ့ဘာလို့လဲဆိုတော့ခါးစစ်ရပါအားကြောင့်လည်းတတ်မှာပါEB2 လာမလာဒီပါဦးဒါပေမဲ့ EB2 လာဆော့ဖ်ပြတ်ပါအခုနမိနစ်နောက်ရတော့တတ်မှာပါနော်ကဲညကြရင်ဟို9 နာရီပွဲကြရင် EP3 စာမေလို့ထင်တာပါပဲပြပါစီလို့လာအောင်ပါနော်9 နာရီပွဲကြရင်လည်းဗီဒီယိုအစ်တစ်ပုတ်လာမယ်ပေါ့နော်အဲ့ဒါအရင်ဆန်းပါအားကြောင့်ဒီနေ့ဗီဒီယိုတော့ပါပဲအခုလုံးမျိုးရှိပေးရအတွက်အားကျေးဇူးများပါတယ် channel subscribe လုပ်ပေးရတဲ့အားလုံးလည်းကျေးဇူးတင်ပြီးတော့ဗီဒီယိုမသိသေးတဲ့သူတွေအခုမှသိရတဲ့သူတွေဗီဒီယိုကိုအားပေးကြမယ်ဆိုလို့ရှိရင်လည်းကျေးဇူးများတင်ပါတယ်ကဲဒီနေ့ကတော့ပါပဲအားလုံးမရှိပဲအားလုံးကျေးဇူးများတင်ပါတယ်နောက်တစ်ဗီဒီယိုမှာ like ရှင်တဲ့သူတွေဆက်တွေ့ပြီးတော့ဒီနေ့ဗီဒီယိုကိုလည်းဘယ်လိုစစ်တဲ့ဒီမှာဖြစ်ပါတယ်အားကြောင့်မနေ့ဗီဒီယိုလေးတော့ပါပဲအားလုံးကြီးရပဲအားလုံးစမ်းအားမတာ